မြမရုပ်ရှင်လောက၌ပထမဆုံးအကြိမ်ဖြစ်ကြည့်ရှုသူတယောက်မှမရှိတဲ့ရုပ်ရှင်အဖြစ်စစ်တပ်ထောက်ခံသူယုံလင်းရိုက်တဲ့မြို့ပြထက်ကလမ်းမရုပ်ရှင်စံချိန်တင်သွားကြောင်းအနုပညာအတိုင်းဝိုင်းထံမှစုံစမ်းသိရှိရပြီးဗိုလ်ချုပ်စောမင်းတော်ကတော့စက္ကာဟာမရေရလို့ဟုမှတ်ချက်ပြုပါတယ်အဆိုပါရုပ်ရှင်ဟာယုံလင်းကငွေကျပ်သေးပေါင်း6000ကိုကြခန့်ကရိုက်ကူးထားခြင်းဖြစ်ပြီးနိုဝင်ဘာလ28ရက်တွင်ရုံတင်ပြသရာကြည့်ရှုသူတယောက်မှရောက်မလာခြင်းဖြစ်ပါတယ်မြို့ပြတဲ့ကလမ်းမရုပ်ရှင်ဟာလက်ရှိပြည်တွင်းမှာရိုက်ကူးရုံတင်ပြသလျက်ရှိတဲ့တခြားမြန်မာဇာတ်ကားတွေနဲ့ရှင်ရင်အရန်ကိုအစစ်တမ်းနေကြတာကိုတွေ့ရှိရပါတယ်ဖန်တီးဖို့ဖော်ရိုက်ကူးသူကိုယ်တိုင်ကလည်းအနုပညာအရည်အသွေးမပြည့်မီတဲ့အပြင်ဉာဏ်ရည်ကလည်းနှစ်တန်းကျောင်းသားရော့ပဲရှိပါတယ်ရေစရာကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုသူမသိပါဘူးကျွန်တော်တို့အခုကျင်းပလျက်ရှိတဲ့ရွေးကောက်ပွဲအတွက်မက်ဆက်ပွဲတွေမှာတောင်ခေါ်မသုံးတာပဲကြည်လေသူပိုင်ရင်ကို့ချင်းချင်းကတောင်ဘယ်သူမှကြည့်မှာမဟုတ်ဘူးလို့စောမင်းတော်ကဆိုပါတယ်ရင်းမျိုးပြတဲ့ကလမ်းမရုပ်ရှင်ရဲ့ရုပ်ရှင်အထူးပြပွဲအားနိုဝင်ဘာလ29ရက်နေ့ကပြုလုပ်ရမှာတိုင်ရွန်ထက်ထွန်ကဲ့သို့ရင်းရုပ်ရှင်တိုင်းပါဝင်တဲ့အဓိကသရုပ်ဆောင်များလာရောက်ခြင်းမရှိသိရပါတယ်ဗိုလ်ချုပ်စောမင်းတော်ကတော့ဘယ်လာမှလဲသူနှိမ့်စာနဲ့ခေါ်ထားတဲ့သူတွေကလွဲရင်ဘယ်သူမှမလာဘူးအကုန်လုံးကသူ့ကိုခင်လို့ပေါင်းတာမဟုတ်ဘူးကြောက်လို့ပေါင်းတာလူမိုက်တအားဖြစ်ချင်နေတဲ့ကောင်ဆိုတော့စိတ်ကတော်ရီတော်ရောင်ရင်အရင်ကဆိုသူ့ကိုယ်သူတနေ့တည်းတမတော်ဖြစ်လိုက် NND ဖြစ်လိုက်နိုင်ဟုဆိုပါတယ်ယုံလင်းက၎င်းရဲ့ရုပ်ရှင်အတွက်ကုညီသူမရှိတဲ့အတွက်လည်းအပြည့်တင်ထားပြီးရုပ်ရှင်လောကမှာအနားယူမယ်လို့လည်းအသိပေးလာတာကိုတွေ့ရပါတယ်ရုပ်ရှင်လောကကအနားယူရင်တော်ရုံမကဘူးလူလောကကိုအနားယူထွက်သွားတဲ့တာကြာပါပြီမြင်ရတဲ့စကားတွေရိုက်ပြီးပြည်သူလူထုကိုမှိုင်းတိုက်နေတာအရန်ကိုအန္တရာယ်များပါတယ်လို့စောမင်းတော်ကဆက်လက်မှတ်ချက်ပြုခဲ့ပါတယ်ယုံလင်းသည်စစ်အာဏာမသိမ်းမီကလူထုခေါင်းဆောင်ဒေါ်အန်ဆန်းစုကြည်ကိုလူကြံသည့်အချိန်တွင်စစ်တပ်ကကယ်တင်တဲ့ပုံစံ MTV ရိုက်ကူးခြင်းကြောင့်လူထုရဲ့ပြည်ထန်တဲ့ဝေဖန်မှုကိုခံခဲ့ရသလိုစစ်တပ်အတန်းဝိုင်းချို့ကလည်းအမြင်မကြည်မှုတွေရှိခဲ့ပါတယ်ဒါအပြင်စစ်တပ်အာဏာသိမ်းပြီးနောက်မှာအာဏာသိမ်းစစ်တပ်မှလှိုင်းလိုက်လဲထောင်ခံခဲ့တဲ့အပြင်နောက်ပိုင်း UNG ရဲ့မြေပြင်ဖွဲ့အစည်းချုပ်ထံကိုတပတ်လက်နဲ့ထောက်ပံ့လူဒန်းမှုတွေရှိခဲ့လို့စစ်တပ်အတန်းဝိုင်းအပြင်ပြည်သူများတမကအနုပညာအတန်းဝိုင်းကလူများကမပေါင်းသင်းမပတ်သက်ပဲရှောင်ကြသူတူလည်းဖြစ်ပါတယ်